ဒါကျမတို့မွန်ပြည်နယ်မှာပေါ့အဲ့လိုမျိုးငပေါင်းတုပ်လေးအဲ့လိုမျိုးလေးထုတ်ထားပါတယ်ဒီပဇွန်လေးတော့ပါလိုက်ပြီဟုတ်ကောင်းမင်္ဂလာပါရှင်ဒီနေ့ကတော့သမင်းစားမယ်သမင်းကတော့အမထည့်ခဲ့ပေးတဲ့ငပြောဘူးမဟုတ်ဒါပါလဲငပေါင်းတုပ်ကတော့ဒီမှာအကြိုက်ဒီနေ့က10ဆွဲပါမယ်မလီဝေးဒီလေးတော့ဟုတ်လားဝေးရဒါကတော့အလုပ်တွေကချက်ကျွေးတယ်ကြက်တို့ရမ်းလေးပါပြီးတော့အလုပ်တွေကငပိကြော်ဒါကလေရွရွရွက်လေးပါရင်ပို့ပြီးတော့ကောင်းပါလေအခုကတော့ရွရွရွက်မရှိလို့ရှိနေဒါကြက်တို့ရမ်းအလုပ်တွေကတဲ့ကောင်းမုံနော်မွန်ပြည်နယ်ဘက်ကလူတွေဆိုရင်တော့သိရတာအပေါင်းတော့တိုက်ကြတယ်အကုန်လုံးဒါကလောက်တယ်ချက်တို့ရမှာရှင်စားကြပါအောင်ဒါတွေပူပူနွေးနွေးလေးကိုဆက်ကောင်းတချို့ကပဇွန်နဲ့လည်းလုပ်တယ်တချို့ကငါးနဲ့လည်းလုပ်တယ်ခေါင်းစော်ပြီးချင်းအနံ့ရလာတာစားချင်တယ်ပြီးတော့ခေါင်းမချောက်နိုင်တော့ဘူးအရင်စားပြီးရွရွလေးပါဆက်ကောင်း对吧？dùng lên nó sẽ có mà lý nhà tôi lao vào tay nhìn tôi mà vậy